အလူတန်းရရောနေတဲ့အိုနာနာလိုင်ယွန်နဲ့မန်ယူရဲ့ယူရိုပါလိပွဲစဉ်ကတော့တပတ်2ဂိုးစီဆိုတဲ့သေရလနဲ့ပြီးဆုံးခဲ့ပါတယ်။ဒီပွဲမှာအပြောအများဆုံးဖြစ်ခဲ့တာကတော့လိုင်ယွန်ရသွားတဲ့သွင်းဂိုး2ဂိုးလုံးမှာအမှားမကင်းခဲ့တဲ့မန်ယူဂိုးသမားအန်ဒရီအိုနာနာရဲ့အကြောင်းပါပဲ။လိုင်ယွန်ရသွားတဲ့အဖွင့်ဂိုးမှာရောနာကျင်အချိန်ပို65မိနစ်မှာခွင့်ပြုလိုက်ရတဲ့ချစ်ပါဂိုးမှာပါအိုနာနာရဲ့ဘောလုံးကောက်ွယ်ပုံနဲ့ဆုံးဖြတ်ချက်တွေဟာလိုအပ်ချက်တွေများပြားခဲ့ပြီးမန်ယူကိုနိုင်ပွဲနဲ့ဝေးစေခဲ့ပါတယ်။တရန်နီတွေဟာအဝေးကွင်းမှာတည်ရကြားခဲ့တာကြောင့်အင်ကွင်းမှာနိုင်ပွဲပြန်ရယူခွင့်ရှိနေပြီးရှုံးပွဲမရှိမှတ်တမ်းကိုဆက်လက်ထိန်းသိမ်းထားဆဲပါပဲ။ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့အိုနာနာဟာကျွန်တော်တို့ကလိုင်ယွန်ထက်ပိုကောင်းပါတယ်။ပြင်းနှစ်မြေကိုသွားပြီးဒါကိုပြသဖို့လိုတယ်ဆိုပြီးပြောခဲ့ပါတယ်။ဒါကြောင့်သူဟာလိုင်ယွန်ပရိသတ်တွေရဲ့ခါခါတီးတီးကြိုဆိုမှုကိုရင်ဆိုင်ခဲ့ရပြီးအခုလိုအမှားများခဲ့တဲ့ကြောင့်ပိုဟားတိုက်စရာဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီကနေစရင်မန်ယူဟာပြန်ပွဲဆောင်မှာအိုနာနာရဲ့အမှားကြောင့်ဂိုးပေါက်ကန်သွင်းမှု12ကျင်ခွင့်ပြုထားခဲ့ရပြီး10ဂိုးအထိခွင့်ပြုထားခဲ့ရပါတယ်။ဥရောပထိပ်တန်းလီ9ခုမှာအိုနာနာထက်အမှားများတဲ့ဂိုးသမားမရှိပါဘူး။လာမယ့်တွင်မှာတော့မန်ယူဟာဂိုးသမားတစ်တယောက်ကိုခေါ်ယူဖို့လိုအပ်နေပြီလို့ဆိုရပါမယ်။အားလုံးပဲရှင်နဲ့ချမ်းမြေတော်နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Memory ပေးမှာစုံမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။အားလုံးပဲဘေးရန်နဲ့ကင်းရှင်းကြပါစေခင်ဗျာ။